ရောက်လာပါဗျာကျွန်တော်တို့ခရီးလိုက်တာပွဲကြီးကစွာမျိုးတက်ညီလက်ညီနဲ့မောင်းလာလိုက်ကြတာအခုတော့ကျွန်တော်တို့ညီကိုတွေစွာမျိုးကြီးကိုဖြတ်တန်းနေပြီပဲဖြစ်ပါတယ်ဗျာမမောနိုင်မပွားနိုင်ချောင်းသားကိုရည်မျောပြီးတော့မောင်းနေကြတာပါဗျာ